အရိယာမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်တွေထဲမှာဘယ်လိုပုဂ္ဂိုလ်ဟာစိတ်ထားပြည့်မြတ်သလဲလို့ဆိုလို့ရှိရင်သူတော်ဘာရဲ့ပြည့်လို့ရပျက်စီးချောင်းမကြံစီပဲနဲ့အများကောင်းရာကောင်းကြောင်းကိုကြံစီလှုပ်ဆောင်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထားမြတ်မြတ်သူလို့ဒီလိုခေါ်နေနောက်တစ်ခုအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဂတိ၄ပါးမလိုက်စားတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်ထားမြင့်မြတ်တယ်လို့ပြောအဂတိ၄ပါးဆိုတာလူတိုင်းသိကြတယ်အဂတိလိုက်စားတယ်ဆိုတာကိုအဓိပ္ပာယ်ရှင်းရှင်းပြောရမယ်အဂတိဆိုတဲ့အဓိပ္ပာယ်ကမလိုက်တဲ့နာကိုဂတိလိုက်တာအဂတိဆိုတာမသိလျော်တဲ့အလုပ်ကိုလုပ်တာမျိုးမသိလျော်တဲ့ဘက်ကိုလိုက်သွားတာမျိုးဒါပြင်မသိလျော်တဲ့ဘက်ကိုလိုက်သွားတာဆိုတာအကြောင်းမဲ့လိုက်တာလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဂတိဆိုတာတရားလမ်းကြောင်းကနေတိမ်ဆောင်းပြီးတော့သွားတာကိုအဂတိလို့ပြောတာနော်သွားရသောစဉ်လမ်းမကြီးရှေ့တန်းနဲ့လမ်းကြောင်းကသွေးဖြီးသွားတယ်လို့ပြောရတယ်မိသားတွေဘာတွေလမ်းချော်သွားတယ်ဆိုလို့ရှိရင်အန္တရာယ်မရှိဘူးလားကားတွေလည်းလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲလေမြန်လည်းပြေးလမ်းကလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲဒီအဂတိဆိုတဲ့သဘောကလမ်းချော်သွားတယ်လို့ပြောတာနော်လို့ရမယ်လိုက်ရမယ်ဓမ္မလမ်းကြောင်းကနေလွဲချော်သွားတာဘာကြောင့်လွဲချော်သွားသလဲလို့ဆိုလို့ရှိရင်ဆန္ဒတဲ့မညီမျှတဲ့ဆန္ဒတွေလူတွေမှာရှိတယ်ဒီနေရာမှာဆန္ဒဆိုတာလောဘကိုရည်ညွှန်းပြီးတော့ပြောတာဆန္ဒဂတိတစုံတစ်ယောက်ပေါ်မှာခင်မင်တယ်ကြံတဲ့တစ်ယောက်ပေါ်မှာတော့ခင်မင်မှုမရှိဘူးခင်မင်မှုရှိတဲ့အပေါ်မှာခင်မင်မှုရှိတာကိုအကြောင်းပြုပြီးတော့မလုပ်တဲ့နိုင်အလုပ်ကိုလုပ်လိုက်လို့ရှိရင်ဆန္ဒဂတိလိုက်တယ်လို့ပြောတာပေါ့ဓမ္မလမ်းကြောင်းကလွဲသွားပြီခင်မင်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဓမ္မလမ်းကြောင်းကတော့ဒီလမ်းကြောင်းပဲထားရအောင်ခင်မင်မှုကိုအကြောင်းပြုပြီးတော့ဓမ္မလမ်းကြောင်းတိမ်းဆောင်သွားရင်ဒါအဂတိလိုက်တယ်လို့ပြောတာပေါ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးခင်မင်မှုမရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးဆိုလို့ရှိရင်ဒါဓမ္မလမ်းကြောင်းမဟုတ်တော့ဘူးပေါ့နောက်တစ်ခုကဒေါသဂတိလူတွေစိတ်ထဲမှာအလိုမကျဒေါသထွက်နေတဲ့အခါမှာတစ်မျိုးစိတ်ကြီးနေတဲ့အခါမှာလူတွေကတစ်မျိုးဆုံးဖြတ်ချက်ချကြတယ်ဒေါသထွက်နေတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မလမ်းကြောင်းကိုမစင်စားတော့ပဲနဲ့ဒေါသထွက်နေရင်ဒေါသအလျောက်လုံးမိတယ်ပြောမိတယ်အဲ့ဒါလည်းအဂတိလိုက်တယ်လို့ခေါ်တာပဲနောက်တစ်ခုကတော့မောဟဂတိတဲ့လှုပ်တဲ့နာလားမလှုပ်တဲ့ဘူးလားမှန်နာလားမမှန်ဘူးလားဓမ္မလားအဓမ္မလားခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်တွေးဝေမှုတွေကိုအကြောင်းပြုပြီးတော့မလှုပ်တဲ့နာလှုပ်မိသွားတယ်မောဟဂတိလို့ခေါ်တယ်အမှန်မှန်ဝေဖန်ဆုံးဖြတ်နိုင်စွာမရှိသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းကလွဲချော်သွားလို့ရှိရင်မောဟဂတိပဲနောက်တစ်ခုကဘယဂတိကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်လို့မကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်ကြောက်ရတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်ရသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းတိုင်းမလိုက်ဖဲနဲ့တိမ်ဆောင်းသွားတယ်အဲ့ဒါဘယဂတိလို့ခေါ်တယ်လောကမှာချစ်ချင်းမုန်းချင်းမသိချင်းကြောက်ချင်းဆိုတဲ့စိတ်ရဲ့အခြေအနေတွေအကြောင်းပြုပြီးတော့လူတွေဟာမလှုပ်တဲ့ဘက်ကိုလှုပ်သွားတတ်ကြတယ်မလိုက်တဲ့လမ်းကိုလိုက်သွားကြတယ်လမ်းချော်သွားကြတယ်လို့ပြောတာအဲ့ဒီလိုလမ်းချော်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာမြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်သည့်ပုဂ္ဂိုလ်စိတ်ထားတွေရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစိတ်ထားမြင့်မြတ်သူလို့ခေါ်လို့မရဘူးဒီလိုဆိုလိုတာအေရိယပုဂ္ဂိုလ်တွေကြတော့အတိုင်းတာတစ်ခုအရဥပမာပဲသောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်အတိုင်းတာတစ်ခုအရအဂတိ၄ပါး
လိုက်စားမှုသိမရှိတော့ဘူးပေါ့တဂရကံဖြစ်သွားပြီအနာကံဖြစ်သွားပြီယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အဂတိလိုက်စားမှုမရှိဘူးဓမ္မလမ်းကြောင်းပေါ်ကလမ်းချော်သွားတာမရှိသည်ထိုပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာသန္တဒေါသဘယမောဟဘယဆိုတဲ့ဒီအနောက်ရက်တွေချောင်းမို့လို့စိတ်ထားပြောင်းသွားတာမျိုးမရှိသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရဲ့စိတ်ထားဖြူစင်နေမြင့်မြတ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းစိတ်ထားမြင့်မြတ်သူလို့ဒီလိုခေါ်ရမယ်ဒီစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအလို့လျောက်စိတ်ထားကမြင့်မြတ်လာသလားလို့ဆိုမြင့်မြတ်လာတာမဟုတ်ဘူးစိတ်ထားမြင့်မြတ်ဖို့အတွက်ကလေ့ကျင့်သင်တန်းယူထားရစိတ်ကိုအာယုန်နဲ့လေ့ကျင့်ပေးမှပြုပြင်ပေးမှစိတ်ထားမြင့်မြတ်သူဖြစ်လာတရားရှိခင်သူတော်စင်ပြိဿတ်တို့မွေးကလေးကစိတ်ထားမြင့်မြတ်လာတာမျိုးမဟုတ်ဘူးတဲ့သူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းတရားကိုနာဆုံးမဩဝါဒတွေနာခံရင်ကနေပြီးတော့စိတ်ဆိုတာဘယ်လိုဖြူစင်အောင်ထားရမယ်ဆိုတဲ့အသိဉာဏ်တွေတတိတရားတွေစဉ္ညတုံတရားတွေနဲ့ကိုယ့်ကိုယ်စိတ်ထားမြင့်မြတ်သူဖြစ်အောင်လုပ်လို့ရတယ်ပေါ့အဲ့ဒါလို့မလုပ်ဘဲနဲ့တတိတံစဉ္ညမထားဘဲနဲ့နေမယ်ဆိုလို့ရှိရင်ပင်ကိုယ်သဘာဝအနေနဲ့လူတွေဟာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာပါမလားမဖြစ်လာနိုင်ဘူးသဘာဝမှာတန်ဖိုးရှိတဲ့ကြောက်ရိုင်းအတုံးလေးစီပဲနဲ့အနာအစာအကားတွေကိုမဖယ်ရှားလို့ရှိရင်လူတွေအသုံးချတဲ့ယရနာတန်ဖိုးရှိတဲ့ယရနာဖြစ်မလာသေးဘူးပေါ့ဘာဖြစ်လို့လဲအညစ်ကြေးတွေအနာအစာတွေပြည့်နေလို့ပဲဒီလူသားတွေရဲ့စိတ်ထဲမှာလည်းပဲလောဘဒေါသမောဟစတဲ့အပြည့်အနာစာတွေဖုံးလွှမ်းနေသည့်အတွက်ကြောင့်လူတွေရဲ့စိတ်နေစိတ်ထားဟာကောင်းတဲ့စိတ်နေစိတ်ထားမဟုတ်ဘဲနဲ့ဖြစ်နေတယ်ပေါ့အဲ့ဒီမကောင်းတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားလိုက်လို့ညစ်ကြေးမှုတွေအလုံးကင်းသွားတဲ့အခါဖြူစင်လာတဲ့စိတ်ကလေးဟာမြင့်မြတ်တဲ့စိတ်ဖြစ်လာတယ်ပေါ့အဲ့ဒီလိုစိတ်မျိုးပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်မှစိတ်ထားမြင့်မြတ်သူလို့ဒီလိုပြောလို့ရမှာပေါ့ဒီနေရာမှာဒီကနေ့ပြောလို့တာကတော့စိတ်ထားမြင့်မြတ်သူဆိုတာဘုရားမြတ်စွာရဲ့လက်ရတော်ယံအက္ကတဝကရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုရည်ညွှန်းပြီးတော့ပြောတာရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟာစံပြုလောက်အောင်စိတ်ထားမြင့်မြတ်သူဖြစ်တယ်ဒီပြောကြလိုက်ပဲယဟန္တာဆိုရင်တော့စိတ်ထားမြင့်မြတ်တာကြီးပဲလို့ပြောရမယ်ဟုတ်ပါတယ်သို့သောရှင်သာရိပုတ္တရာမထေရမြတ်ကစံနမူနာထားရလောက်အောင်စိတ်ထားမြင့်မြတ်တယ်ကျန်တဲ့ယဟန္တာတွေနဲ့မတူဘူးပေါ့ဘာကြောင့်ဒီလိုရှင်သာရိပုတ္တရာမထေရမြတ်ဟာစံပြုလောက်အောင်စိတ်ထားတွေမြင့်မြတ်ရသလဲလို့ဆိုတာသူကိုယ်တိုင်ဖော်ကျူးထားတဲ့အကြောင်းတရားတစ်ခုကိုကြည့်လို့ရှိရင်သူယဟန္တာဖြစ်ပြီးအာသောတရားတွေကုံလို့စိတ်ထားမြင့်မြတ်တယ်လို့ဒီလိုပြောတာမဟုတ်ဘူးကာယကတသတိလို့ဆိုတဲ့ကိုယ်ခန္ဓာပေါ်မှာဆွဲမြဲစွာတည်ရှိနေတဲ့တတိတရားအမြဲမပြတ်သူ့မှာရှိနေလို့စိတ်ထားမြင့်မြတ်တယ်လို့ဒီလိုခေါ်တယ်လူတိုင်းခန္ဓာကိုယ်ပိုင်ဆိုင်ထားကြတယ်ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကြီးကိုအစိတ်အပိုင်းတွေနဲ့ခွဲကြည့်မယ်ဆိုလို့ရှိရင်32မျိုးရှိတယ်ဒါကို32ခောတ္တနာလို့ခေါ်တာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်ဆိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အောက်ခြေဘဝအထက်ဆံပြားဆိုတဲ့ဒီအတိုင်းအတာအကန့်အသတ်တစ်ခုကိုယ့်ကိုအာယုံပြုကြည့်လိုက်အထက်မှာဆံပြားရှိတယ်အောက်မှာခြေဘဝရှိတယ်ဥဒ္ဒံပါရတလအထောကေတမတ္ထကအထက်ကနေပြီးတော့ခြေပြားထိအောင်ခြေပြားကနေပြီးတော့အထက်ဆံပြားထိအောင်အပြန်အလှန်တလံမြရှိတဲ့ခန္ဓာကိုယ်လေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်မယ်ဆို
ဟောဒီခန္ဓာကိုယ်ကြီးထဲမှာယရနာတွေအပြည့်ထည့်ထားတာလားသို့မဟုတ်ယွန်းစရာတွေအပြည့်ထည့်ထားတာလားဒါပဲကတော့အပြင်ကတော့ချမ်းသာတဲ့လူတွေကစိတ်နေတို့ရွှေတွေတို့ဝတ်မထားဘူးလားဒါအတွင်းကမဟုတ်အပြင်ကဟာတွေနော်အဲ့ဒါကမွေးရပါတာဟုတ်ကလားဟုတ်ပါဘူးဗျာအငါးပစ္စည်းတွေဒါတွေကနော်ဟုတ်ပါဗျာအဲ့တော့ခန္ဓာကိုယ်ကြီးကိုမိမွေးတိုင်းဖမွေးတိုင်းအသာချိလိုက်မွေးလာကြတဲ့ကပါလာတာတွေနောက်မှဆင်တာမထည့်တဲ့တခုပါမွေးလာကြတဲ့ကပါလာတာသပင်ကနေခြေဘဝအထိစဉ္ဉ္သုံးသက်ကြည့်လိုက်စမ်းပါမြတ်စွာဘုရားကနာနပကာရတ္တအတုစိနောတဲ့တကယ်ကိုအမျိုးမျိုးသောယွန်ပွဲဆက်ဆုပ်ဖွယ်ရာတွေနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးပါတဲ့သို့တော်လည်းယွန်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုမလှလှအောင်ကြည်မကောင်းကောင်းအောင်လူတွေကနေ့စဉ်နဲ့အမျှပြင်ပေးနေကြတယ်ပြင်ပေးနေသည့်အတွက်ကြောင့်လူတွေမှာဘာဖြစ်နေလဲဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာတဲ့တဏှာတွေတိုးပွားနေတာပေါ့မိမိကိုယ်တိုင်ကလည်းမိမိကိုယ်ကိုယ်ပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာရှိတယ်လို့မိမိကိုမြင်ရတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတွေ့တာမှုဆိုတဲ့တဏှာတွေဖြစ်ပေါ်လာစေတကယ်တဘာဝအတိုင်းရှိမယ်ဆိုလို့ရှိရင်နာနပကာရတ္တအတုစိနောပူရာနာနပကာရတ္တအတုစိနောတဲ့နာနပကာရတ္တအတုစိနောအမျိုးမျိုးအဖုံဖုံမစင်မကြယ်တဲ့အရာတွေနဲ့ပူရာပြည့်နေတဲ့ခန္ဓာကိုယ်ကြီးတဲ့ဒီလိုပြောတာဒေချာစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်32မျိုးသောအရာတွေဟာတစ်ခုမှအနံ့အားဖြင့်လည်းမွေးကြိုက်တာမရှိဘူးအစင်အားဖြင့်လည်းလှတာမရှိဘူးနော်ဝဏတော်ပိခန္ဓာတော်ပိဆိုအစင်ရောင်အားဖြင့်လည်းလှတာပါတာမရှိဘူးအနံ့အားဖြင့်လည်းပဲဆွတ်ဆုပ်เสียပဲအဲ့ဒါလို့ပြည့်နေတယ်ဆိုတဲ့သဘောတရားတွေကိုလူတွေကမသိကျင်ကြဘူးတဲ့မျက်ွယ်ပြုထားဖုံးကျင်နဲ့꿰ကျင်နဲ့ဖုံးကျင်꿰ကျင်လို့တဏှာထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်းချမ်းသာနေကြတာပေါ့ပေါင်တာထုတ်တဲ့ကုမ္ပဏီတွေလည်းချမ်းသာမိတ်ကပ်ထုတ်တဲ့ကုမ္ပဏီတွေချမ်းသာဘာလို့ဖုံးကွယ်ဖို့လုပ်ကြတယ်ဟုတ်ကဲ့သဝိရာဂလို့ဆိုတဲ့အရေးပေါ်မှာတတ်မဲ့တဲ့တဏှာတွေတိုးပွားရတိုးပွားကြောင်းအသုံးပြုပြီးတော့နေကြသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပေါ်မှာစိတ်ကတော့ရောက်တယ်ဘယ်လိုနဲ့ရောက်တာတုံးဆိုအလှပြင်မှုအနေနဲ့စိတ်ရောက်တာတဲ့မတင့်မတဲ့ယွန်းစွဲတွေခန္ဓာကိုယ်ထဲမှာပြည့်နေပါလားဆိုတဲ့အတွေးနဲ့ရောက်တာမဟုတ်ဘူးမှန်ကြည့်တဲ့အခါလူတွေကတော့မှန်ကြည့်တာသဘာဝပေါ့နော်ယဟန်တွေကမှန်မကြည့်ရဘူးတဲ့ကြည့်လို့ရှိရင်အာဘသင့်တယ်ပေါ့ဒုက္ခအာဘသို့တော့ကြည့်ကောင်းတဲ့အခါရှိသေးတယ်တရားနဲ့ကြည့်တဲ့အခါမျိုးမှန်ကလေးကြည့်ပြီးတော့မပဲမျက်နှာမှာအနာအစာရှိလို့အဲ့ဒီအနာအစာဆေးလိမ့်ခြင်းလို့ကြည့်တယ်ဆိုရင်ကြည့်လို့ရတယ်နောက်တနည်းအားဖြင့်ငါတော်တော်အိုသွားပါလားလို့ဆိုတဲ့ဟာမျိုးသိဖို့ရအတွက်တော့ကြည့်လို့ရတယ်တရားသဘောပေါက်အောင်တော့ကြည့်လို့ရတယ်အလှပြင်ဖို့ဆိုတာမျိုးတော့ကြည့်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတာအကုသိုလ်မဖြစ်စေနဲ့ကုသိုလ်သာဖြစ်စေလို့ဆိုတော့ကိုယ်ခန္ဓာကိုယ်အလှပြင်ဖို့ကြည့်မယ်ဆိုရင်ကုသိုလ်ဖြစ်မှာလားအကုသိုလ်ဖြစ်မှာလားအကုသိုလ်ကဘာအကုသိုလ်တုံးဆိုလို့ရှိရင်တဏှာပဲတဏှာကဘာဖြစ်လဲဆိုရင်နှစ်သက်တွေ့တာမှုဆိုတဲ့တဏှာနန္ဒီဒုက္ခသမူလံနန္ဒီသမှုရိယဒုက္ခသမုဒယောတွေ့တာမှုရှိရင်နောက်ကလာမှာဒုက္ခပဲရလာမဲ့အကျိုးဆက်ကဒုက္ခဒါကြောင့်မို့မြတ်စွာဘုရားကဒုက္ခကိုမရစေခြင်းဘူးမရစေခြင်းဤအတွက်ကြောင့်အလှပြင်မှုအတွက်မှန်မကြည့်သင့်ဘူးခုနကလို့ငါတော်တော်အိုသွားပါလားငငယ်ရုပ်ရည်ရုပ်မဟုတ်တော့ပါလားလို့ဆိုတဲ့တန်ဝေကအတွေးနဲ့ကြည့်မယ်ဆိုရင်တော့အပြစ်မရှိဘူးလို့ပြောတော့ပေါ့သို့တော့အဲ့ဒီအတွေးပေါက်တဲ့ပုဂ္ဂိုလ်ကတရားတယောက်ရှိရလားအိမ်တိုင်းမှာမှန်ရှိကြတယ်
အဲ့ဒီမှန်ရှိမှာဘာလို့ကြလဲလို့ဆိုရင်တဏှာလိမ့်ကြတယ်အလှပြင်းကြတယ်ဟုတ်ကဲ့လားဒီလိုပဲမဟုတ်လားအေးအဲ့ဒါကိုပြောင်းပြလိုက်အပြင်ကစပြီးတော့မှန်နေကြည့်ပြီးတော့ဩသဘင်ကလည်းမဲမဲနဲ့နဲ့ကြည့်နှစ်သက်เสียမကောင်းလိုက်တာနှစ်သက်เสียမကောင်းဘူးဆိုတာလူတွေကခေါင်းပေါ်မှာရှိနေတော့ဟုတ်တယ်လို့ရှိသဘင်လေးဖြီးလို့တီဗီတွေကလည်းကြော်ကြတယ်လေယောက်ျားတွေကြတော့လဲထောင်ရင်တိုင်းထောင်မိုးထီအောင်ထောင်လုပ်သေးမြို့သမီးတွေကြတော့လဲဣဆက်သွားအောင်တခါလဲဖဲသားကြအောင်ဖြီးတယ်အယောင်ဒါတွေအားလုံးဟာကိုယ့်ကိုယ်နှစ်သက်တွေ့တားလာအောင်လုပ်နေကြလို့ရာဂကိုတိုးပွားစေတယ်သူတစ်ပါးကိုလည်းရာဂကိုတိုးပွားစေတယ်ဒါကြောင့်မို့လို့အဲ့ဒီအတွေးမျိုးနဲ့မတွေးပဲနဲ့သဘင်ဆိုတာယွန်းစရာဆက်ဆုပ်စရာပါလားဘုန်းဘုန်းတို့ငယ်ငယ်တုန်းကကမ္မထမ်းပွားရတယ်စကိုင်းတောင်ရုပ်ဝိပဿနာကဏ္ဍရုံကျောင်းမှာနေတဲ့အခါမှာကမ္မထမ်းပွားတာဘယ်လိုပွားရအောင်ဆိုသံပင်သည်ခွေးနဲ့မွေးနှင့်တူသည်ဖြစ်၍ဆက်ဆုပ်ယွန်းရှာဖွယ်ကြီးပါတကားငယ်ငယ်တုန်းကတော့အတိပ္ပယ်ကတော့သိတာပေါ့ဆိုကောင်းလို့ဆိုတာပဲအောင်းမိတာတကယ်ကိုခွေးနဲ့ရဲ့အမွေးနဲ့မတူဘူးလားအဲ့ဒါကြောင့်မို့နဲ့တူတယ်အခုဆေးနီလေးတွေဆိုတာတို့နော်ရွှေရောင်လေးတွေဆိုတာဟောခွေးနီနဲ့ဆိုတဲ့အခါဆေးနီဆိုလိုက်တော့ခွေးနီနဲ့တူလွတ်မှာတော့မဟုတ်ဘူးဟုတ်ကဲ့သံမင်းဒီခွေးနဲ့မွေးနဲ့တူသည်ဖြစ်၍ဆက်ဆုပ်ရွှရှာဖွယ်ကြီးပါတကားလို့32ခုတတကိုကမ္မထမ်းပွားခိုင်းတယ်အဲ့လိုသံမင်းကခေါင်းပေါ်မှာနေလို့ရှိရင်နန္တာတွေနဲ့ဖိလိန်ပြုပြင်ထားတဲ့အခါကျတော့နှစ်သက်စရာလိုဘာလိုဖြစ်နေတယ်သို့တော့အဲ့ဒီသံမင်း2ပင်3ပင်ထမင်းပကံထဲမှာရောက်နေရင်ဘယ်လိုလုပ်ယွန်းသလားသဘောကျသလားအဲ့ဒီကြတော့ယွန်းသွားတယ်ခေါင်းပေါ်မှာနေတော့ကတော့မယွန်းဘူးအဲ့တော့တကယ်စင်စစ်ကသံမင်းဟာယွန်းစရာကြီးပဲအဲ့ဒီယွန်းစရာကြီးဟာထမင်းခွက်ထဲရောက်မှယွန်းစရာလို့သွားတွေးလို့ရှိရင်နောက်ကျသွားပြီခန္ဓာကိုယ်ပေါ်မှာရှိနေတုန်းကယွန်းစရာလို့မြင်မှုလိုအပ်တယ်ယွန်းစလားယွန်းစရာလို့မြင်ခိုင်းတာကတခြားမဟုတ်ဘူးကာယကတတတိခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရှိတတိကတ်ထားပြီးတော့သဘာဝအတိုင်းရှုခိုင်းတာသဘာဝအတိုင်းရှုခိုင်းလိုက်တဲ့အခါကျတော့ယွန်းစရာကိုယွန်းစရာလို့မြင်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုဆိုတဲ့တဏှာနှစ်သက်မှုဆိုတာလာသေးလားမလာလို့ရှိရင်နန္ဒီဆိုတဲ့တရားမဖြစ်သည့်အတွက်ကြောင့်ဒုက္ခမူလဆိုမဖြစ်တော့ဘူးပေါ့နန္ဒီမဖြစ်တဲ့အခါကျတော့နန္ဒီនិရောဓဒုက္ခនិရောဓနှစ်သက်မှုချုပ်သွားတာနဲ့တပြိုင်နက်ဒုက္ခလည်းချုပ်သွားပြီတဲ့နည်းနည်းလေးချုပ်လိုက်ရင်နည်းနည်းပဲတခဏချုပ်ရင်တခဏငြိမ့်တယ်သံမင်းကိုနှစ်သက်စရာမဟုတ်ဘူးလို့ဆိုကြတဲ့ကသဘင်ကိုအလှပြင်တဲ့ဒုက္ခအေးမသွားဘူးလားဒါလက်တွေ့ငြိမ်းချမ်းမှုပဲအနုဘဆိုသံမင်းကိုထောင်အောင်လုပ်ရတာနဲ့ဟုတ်ကလားဣအောင်လုပ်ရတာနဲ့အယောင်တောက်အောင်လုပ်ရတာနဲ့အယောင်ပြောင်းရတာနဲ့အလုပ်တွေတော်တော်ရှုပ်အဖြူဆိုရင်လည်းအနက်ဆိုးရတာနဲ့အလုပ်တွေတော်တော်ရှုပ်ကုန်အဲ့ဒီဒုက္ခတွေအေးကုန်တယ်ဆိုတာမြတ်စွာဘုရားကဒါလက်တွေ့ဟောတာပဲနန္ဒီဆိုတဲ့သဘင်ပေါ်မှာအလှပြင်ခြင်းနဲ့တဏှာလေးရှိနေသေးတယ်ဗျာဒုက္ခသမုဒယဒုက္ခတွေဖြစ်နေဦးမှာပဲနန္ဒီនិရောဓသဘင်ပေါ်မှာနှစ်သက်တွေ့တာမှုဖြတ်လိုက်တာနဲ့ငြိမ့်သွားတာနဲ့တပြိုင်နက်သဘင်ကိုအလှပြင်ရတဲ့ဒုက္ခတွေလည်းငြိမ့်သွားတယ်ဒါတခဏငြိမ့်တာဟာတခဏငြိမ့်သွားတာပဲအပြီးငြိမ့်ရင်တော့လည်းအပြီးငြိမ့်သွားမှာပေါ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ရဲ့သဘာဝတွေထဲမှာအာယုစိုက်ပြီးတော့အမြဲတမ်းတတိကတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမမြင့်မြတ်တဲ့စိတ်ထားသူ့ဘယ်မှာရှိတော့မလဲရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်သူဟာတဲ့အမြဲတမ်းခန္ဓာကိုယ်ကိုတတိအမြဲမပြတ်တီးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်
ဒါကြောင့်မို့လို့သူစိတ်ထားသူများစိတ်ထားနဲ့မတူအမြဲတမ်းမြင့်မြတ်နေတယ်ဆိုတဲ့သဘောကိုပြောတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတယ်ဧကဓမ္မောဘိက္ခဝေဘာဝိတောဘူလိကတောမဟာတောတံဝေခာယသံဝတ္တတိဒီတရားတစ်ခုကိုပွားများအထောက်လိုက်မယ်အချိန်ချင်းထပ်ထပ်ဖြစ်အောင်ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်တံဝေကတရားတွေဖြစ်ပွားဖို့အတွက်ဖြစ်နိုင်ပါလေတံဝေကဆိုတာလေလွယ်လွယ်နဲ့ဖြစ်တာမဟုတ်ဘူးတံဝေကဆိုတာသဘာဝတရားပေါ်မှာရှုမြင်ပြီးတော့ဒီသဘာဝတရားကြီးတွေဟာကြောက်စရာကြီးတွေလန့်စရာကြီးတွေဒီလိုမြင်လာတာထိတ်လန့်လာတဲ့သဘောကိုတံဝေကလို့ခေါ်တယ်။တစ်စေကြောက်တာတရေကြောက်တာမျိုးနဲ့မတူဘူးနော်။သဘာဝတရားတွေရဲ့သဘာဝကိုရှုမြင်ပြီးတဲ့အခါမှာအသိဉာဏ်နဲ့အမြဲတမ်းကြောက်စရာကောင်းတာပါလား။ဘဝကြီးပေါ်မှာထိတ်လန့်တုန်လှုပ်လာတာအဲ့ဒါတံဝေကလို့ခေါ်တယ်။ဒါကြောင့်မို့တံဝေကောနာမသဟွတ္တပညာဏနဲ့ဥတ္တပဆိုတာလန့်တာတန်တရားကြီးကိုလန့်လာတယ်တန်တရားထဲမှာတွေ့ကြုံရမယ့်ဒုက္ခတွေကိုလန့်လာတယ်အဲ့ဒီလန့်ဖြတ်မှုကဉာဏ်နဲ့ရှင်ပြီးတော့လန့်ဖြတ်တာဖြစ်လို့ဥတ္တပနဲ့ရှင်တဲ့ဉာဏ်ဒီတံဝေကလို့ဒီလိုပြောတာအဲ့ဒီတံဝေကဆိုတာလေတမ္မာပုဂ္ဂိုလ်တွေမှာဖြစ်ခဲတယ်ဘုရားလောင်းတော်ကြီးတွေမှာတော့တံဝေကဖြစ်တတ်တယ်နောက်ဆုံးဘဝမှာရှိလူတကာလည်းမြင်ကြမှာပဲဖိုးကြီးဖွားကြီးတွေလူအိုဆိုမြင်မှုတာပေါ့နော်လူအိုယုံနေတောင်ရှိတယ် home for age အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေအတွက်နှင်းစီကုန်းသွားကြည့်ဖို့ဖိုးဖွားရိပ်သာကြီးဖိုးတွေဖွားတွေရှိတာသို့သောအဲ့ဒီဖိုးဖွားတွေသွားကြည့်ပြီးတော့ငါလည်းအိုရအောင်မှလို့သိမစင်စားဘူးအဖိုးကြီးရဲ့အဖွားကြီးရဲ့ဒါနဲ့ပဲပြီးလာကြတာနော်အဖိုးကြီးတွေဖွားကြီးတွေသမင်းလေးသွားကြွေလိုက်အောင်ပဲလှူလိုက်အောင်ပဲဒီစိတ်ကလေးတော့တင်ပေါ်တော့ငါလည်းအိုရအောင်ပါလားဆိုတဲ့အတွေးလေးကရှိတဲ့လူကအမှန်တမ်းနဲပါလိမ့်မယ်တံဝေကဖြစ်ခဲ့တာမဟုတ်ဘူးတဲ့တံဝေကဘိုးဘွားရိပ်သာသွားလို့တံဝေကမဖြစ်ခဲ့ဘူးမဖြစ်ခဲ့ရုံနဲ့မကဘူးသူသာအိုတာငါအိုမှာမဟုတ်ဘူးလို့ထင်ခဲ့သေးတယ်အဲဒီမှာတို့တော့အတော်နဲ့မအိုသေးဘူးလို့ပဲလက်ထင်ချင်းထင်မယ်ပေါ့အဲ့တော့တံဝေကမဖြစ်နိုင်ဘုရားလောင်းနေကြတော့အဲ့လိုမဟုတ်ဘူးတိဋ္ဌရမင်းသားအမတန်ချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေခံစားနေရတဲ့အချိန်လေးမှာလူအိုမြင်လိုက်တာနဲ့တပြိုင်နက်အိတ်မပြောတော့အောင်တံဝေကဖြစ်သွားငါလည်းအိုရအောင်ပါလားအခုပေါ်အိုတော့မဲ့ပုံမျိုးစိတ်ထဲမှာအဲ့ဒါလိုခံစားသွားရလူနာမြင်လိုက်တော့လည်းပဲထို့တူဆေးရုံသွားလိုက်လို့ရှိရင်လူနာတွေခုခေတ်ဆိုလို့ရှိရင်ဟုတ်လားနှာခေါင်းထဲမှာပိုက်ကြီးတွေထည့်ထားတာစက်ကြီးနဲ့တက်ထားတာပိုက်ကြီးခွဲထားတာပလင်းကြီးတက်ထားတာစုံးနေအောင်မြင်မှာပဲလူနာဆိုအဲ့ဒါတွေမြင်လဲဘာဖြစ်တာရှာပါလိမ့်ဒီလောက်ပဲတွေးမှာငါလည်းနာရအောင်မှာပဲလို့ဒီလိုတွေးဖို့မရှိတော့နော်တံဝေကဆိုတာမဖြစ်နိုင်ဘူးတော့ဖះလောင်းကြတော့အဲ့လိုမဟုတ်ဘူးလူနာမြင်လိုက်တာနဲ့တပြိုင်နက်အိမ်မပြောငါခန္ဓာကိုယ်ကြီးမှလည်းအဲ့လိုနာတဲ့သဘောတွေရှိနေပါလားဆိုတဲ့အတွေးလွှမ်းမိုးနေတံဝေကဆိုတာအဲ့ဒါလူသေးမြင်လိုက်တဲ့အခါလည်းပဲဒီလိုပဲကတိခေကြတော့လူသေးရေဝေးသွားပြီးတော့ဟုတ်လားလူမှုရေးရမရှောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဆွေတဲ့မျိုးတဲ့တို့မိတ်ဆွေတို့ဘာလို့ဆိုလိုက်ပို့လိုက်အတုဝကဝေတဲ့ရတ္တောင်လေးနဲ့အေးမြတ်မြတ်ခတ်ပြီးတော့စကားလေးတပြောပြောပဲတံဝေကတော့မလာဘူးတံဝေကမလာတဲ့ပြင်သေတဲ့လူတောင်အပြစ်တင်လိုက်သေးတယ်ဒီလူကအစားမဆောင်ဦးတာဟုတ်သေးတယ်ရေကျိုးမလို့သေးတယ်နော်ဘာဖြစ်လို့သေးတယ်ညာဖြစ်လို့သေးတယ်ကျမ်းမာရေးကဥမဆိုင်လို့သေးတယ်
တွေးလို့ရှိမြောင်တည်ရတဲ့ဝက်သားတွေစားတာကိုအပြစ်ကတင်ခံရသေးတယ်သူ့ပြန်သေးတာသိသွားတာအပြစ်မလွတ်ဘူးစီးကြိုရှိရတဲ့ရှောင်မမရှောင်ပဲစီးကြိုတွေတက်ပြီးလို့သေးတာတဲ့ဟောအပြစ်ကပြောခံရသေးတယ်နော်ဩငါလည်းပဲတရားအောင်မှာပါလားဆိုတဲ့အတွေ့အလာခဲ့တဲ့ပေါ့တန်ဝေကမဖြစ်ဘူးလို့ပြောတာအဲ့ဒါတွေတန်ဝေကဖြစ်အောင်ဘုရားလောင်းတော်တွေကြတော့မြင်လိုက်တာနဲ့တန်ဝေကတွေဖြစ်သွားတယ်ဒါကြောင့်လို့တောထွက်သွားတာအေးအဲ့လိုတန်ဝေကစိတ်ဓာတ်တွေဖြစ်ဖို့ရအတွက်ဘာလုပ်ရမလဲကာယကတာတတိကမ္မထာကိုပွားပေးပါခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတွေနဲ့တတိဟာအမြဲတမ်းကပ်နေစမ်းပါစံပင်မွေးညင်းခြေသက်လက်သေးသွားအရေးဒါတွေကလူတွေမြင်ရတဲ့ဟာပေါ့အပေါ်ယံတွေကြည့်လိုက်စံပင်ဆိုတာလည်းမြင်ရတယ်မွေးညင်းဆိုတာလူတွေသိပြီးတော့သဘောကျတဲ့မွေးညင်းကဘာလဲမျက်ခုံးနဲ့မျက်တောင်ဟုတ်လားမျက်ခုံးလေးကိုဆွဲကနဲ့အလှပြင်ဘယ်လိုလုပ်ပြီးတော့ဟိုဆက်ဆုပ်ရွှေရှာပွဲကြီးပါလကားလို့စဉ်းစားလိုက်မလဲမျက်ခုံးကိုမလှအောင်ဆိုင်သွားပြင်တယ်မျက်တောင်လည်းပဲကြီးပါလားအမိပေးတဲ့မျက်တောင်နဲ့မကြိုက်လို့နှုတ်ပစ်ပြီးတော့အသစ်ဆိုင်ခုခေတ်ကလည်းမျက်တောင်ကိုအသစ်ဆိုင်တယ်မျက်တောင်မွေးအသစ်ဆိုင်အဲ့တော့ဘယ်လိုလုပ်တန်ဝေကဖြစ်ဒါကြောင့်မို့လို့တန်ဝေကဖြစ်ရမယ့်ကိစ္စတွေတန်ဝေကမဖြစ်ဘဲနဲ့တဏှာရာကပွားစေကြောင်းဆိုနန္ဒီဒုက္ခတမူလံဆိုတဲ့အတိုင်းပဲလာမှာပဲဒုက္ခတွေရအောင်မှာပဲအေးဆံပင်မွေ့ညင်းဘယ်ရာမှတက်တာမရှိဘူးခြေသက်လက်တဲ့သူကလည်းတော်တော်လေးစားကျဲတယ်ခြေသက်လက်တဲ့ဟာပဲရှင်းတော့ကြရရှိတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေကိုဝီနီးနဲ့တားမြစ်ထားတယ်မြတ်စွာဘုရားခြေသက်လက်သေးကြီးတွေအရှိမထားရဘူးတဲ့တခါတော့ကအရှိထားလို့ပြဿနာပေါ်ခဲ့ဘူးတဲ့ဒါမှမဟုတ်မြတ်စွာဘုရားယဟန်တွေခြေသက်လက်တဲ့အရှိမထားရဘူးဝီနီးစိတ်ကန်းထဲမှာရှိနဘိက္ခွေဒီခါနှခါဓာရိတပါခြေသက်ကြီးတွေရှည်တယ်ဆိုတာဘာကိုပြောတာတော့ဆိုအသားတယ်လွန်သွားရင်အရှိလို့ခေါ်တယ်တချို့ကြတော့အသားတယ်ကိုတော်တော်လေးကိုလွန်တယ်ခြေသက်လက်တဲ့အရှိမထားရဘူးယဟန်အသားတယ်လွန်ရင်ကြိုက်ပြစ်အသားပမာဏနဲ့ဒီတိုင်းပဲထားပြီးတော့ဝိတတိမတ္ထခုခေတ်မှာလုံးတာမဟုတ်ဘူးခြေသက်လက်သေးတွေကိုအလှပြင်တယ်အယောင်တင်တယ်ခုခေတ်ကအယောင်တွေမကတော့ဘူးပကြီးလို့အယုတ်ကလေးတွေတောင်ရေးသေးတယ်ခြေသက်လက်သေးပေါ်မှာနော်ပန်းကက်ကလေးတွေနဲ့ဘာနဲ့နောင်ကျရင်ခြေသက်လက်သေးတောင်ကမှာမဟုတ်ဘူးနှစ်ဖူးတောင်ရေးခြင်းရေးမှခေရောက်လာအခုလည်းလက်မောင်းတွေပါတော့ရေးနေကြပြီပေါ့အဲ့တော့ခြေသက်လက်သေးဟာအယောင်ဆိုးယုံနေမကဘူးအလှပပကြီးရုပ်ကလေးတွေပါရေးလာပြီးတော့ခြေသေးလက်သေးကိုပြင်းနေတယ်ဆိုတော့ဘယ်လိုလုပ်တန်ဝေကဖြစ်မလဲခြေသေးလက်သေးဒါလူတွေကမြင်ရတာဆိုအကုန်ပြင်းတာပဲခြေသေးလက်သေးသွားဆိုတာတော့မပြောနဲ့သွားဆိုင်တွေချမ်းသာနေကြတယ်သူနေတဲ့သွားမညီလို့ဆိုသွားညှိခေါ်နေရင်လည်းချိုးပစ်ပြီးတော့ပြန်ဆိုင်အဲ့တော့အမျိုးမျိုးဖုံဖုံအလှပြင်ကြတယ်မြတ်စွာဘုရားက32ခုအထာတယွန်စရာတွေပါနာနပကရတအတုစီနောပူရာမတိမတဲယွန်စွယ်တွေနဲ့ပြည့်နေတယ်ဆိုတာကိုဖုံးကွယ်ဖို့ရကြိုးစားကြတယ်တဲ့မသိအောင်လို့ကြိုးစားနေကြတယ်မသိချင်ကြဘူးတဘာဝအစစ်မှန်တွေကိုဖုံးကွယ်ဖို့ကြိုးစားနေကြတယ်ခြေသက်လက်သက်သွားအရေးဆိုတာလည်းပဲဟုတ်လားအသားမဲ့တဲ့လူကဖြူအောင်လုပ်တယ်ဖြူတဲ့လူကမဲအောင်လုပ်တယ်လူဆိုတာကိုယ့်ဟာနဲ့ကိုယ်ကျင့်နှက်ခဲတယ်အသားဖြူတဲ့လူကမဲတာကြိုက်နော်အသားမဲ့တဲ့လူကဖြူအောင်လုပ်ချင်နိုင်ငံသားတွေမှာလုပ်တာပြောတော့ဗမာပြည်ကလူတွေတော့မလုပ်တော့ဘူးဘုရားတော့ဤပညာတွေကအလွန်ကောင်းတော့မိုက်ကယ်ချက်ဆင်တို့ဆိုလဲပြစ်တာမဟုတ်လားအယောင်တွေပါလေအဲ့ဒါလို့အသားအယောင်ကစပြီးတော့ပြောင်းပြစ်ချင်တယ်မလှအောင်ပြင်းနေကြတာဆိုတော့ရသော်ဘုရားပြောဟောတော်မူတဲ့ကာကရတတိကမ္မထာနဲ့အလွန်အလှမ်းဝေးတာပေါ့
ရှင်သာရိပုတ္တရာမထေရကပြောတယ်ခန္ဓာကိုယ်ပေါ်မှာတဲ့သူ့ရဲ့တတိဟာအမြဲကပ်နေပါလေသူ့ရဲ့တတိကခန္ဓာကိုယ်ပေါ်မှာအမြဲကပ်တယ်ခန္ဓာမှာရှိနေတဲ့အရာတွေပေါ်မှာအမြဲကပ်တယ်ဆိုခန္ဓာပေါ်မှာရှိနေတဲ့ဘာတွေလဲလို့ဆိုရင်အခုပြောတဲ့32ကောဋ္ဌာတာပေါ့ဒါတွေတင်လားလို့ဆိုမကဘူးခန္ဓာမှာရှိနေပါတော့လျှောင်းထိုင်ရသွားလှုပ်ရှားမှုတွေရောမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါဒီပေါ်မှာလည်းပဲအမြဲတမ်းတတိကတ်တယ်လို့ဒီလိုဆိုလို့တတိတံစင်ညတို့မဟာတတိပဒံတော့မှလာတဲ့အတိုင်းဣရိယာပဋ္ဌပပလျှောင်းထိုင်ရသွားဣရိယာပုတ်အကြီးစား၄မျိုးတတိတံစင်ညဆိုတဲ့အသေးစားလေးတွေရှေ့ရှုကြည့်တာတို့စောင်းငယ်ကြည့်တာတို့ရှေ့လန်းတာတို့နောက်ဆုံးတာတို့ကအစစားတာတောက်တာနောက်ဆုံးမှာအိမ်သာတက်တာကအစအမှတ်တမဲ့မဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကြီးရဲ့အနေအထားကိုတတိနဲ့အမြဲမပြတ်စောင့်ကြပ်နေတဲ့အသိပညာပါရှိတဲ့တတိတွေနဲ့ခန္ဓာကိုယ်ကြီးရဲ့သဘာဝတရားကိုလွတ်မသွားအောင်အမြဲတမ်းကြည့်နေတာကာယကတတတိလို့ခေါ်တယ်။အဲဒီကာယကတတတိကိုကြာကြာနာနာပွားထားပြီဆိုရင်မဟာတောတံဝေကအကြီးကျယ်တံဝေကကိုဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။ဒါမပွားရင်တော့မဖြစ်စေဘူးဆိုတဲ့အပြန်အလှန်ရတယ်ပေါ့။ဒါလည်းမကဘူးမြတ်စွာဘုရားကဟောထားတာဒီတတိတံစင်ညတွေဖြစ်ပေါ်ယုံမြတ်မကကာယကတတိကိုမပွားဘူးဆိုလို့ရှိရင်အမြိုက်နိဗ္ဗာန်ကိုအမြိုက်အရသာကိုမသုံးဆောင်ရရောက်တယ်ကာယကတတိကမ္မထံကိုမပွားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်နဲ့လွဲချော်တဲ့ပုဂ္ဂိုလ်ပဲတဲ့ကာယကတတိပွားတဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်နဲ့ရောက်မဲ့ပုဂ္ဂိုလ်လို့ဒီလိုဟောထားတယ်နော်အဲ့ဒါလို့ချီးကျူးပြီးတော့ဟောကြားထားတဲ့တရားဓမ္မကိုရှင်သာရိပုတ္တရာမထေရဟာအမြဲမပြတ်လေ့ကျင့်ပြီးတော့တတိကပ်ပြီးတော့ထားတယ်ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာမထေရရဲ့စိတ်ဓာတ်တွေဟာအမှန်တန်မြင့်မြတ်တယ်လို့ဒီလိုပြောတာပေါ့အဲ့ဒီစိတ်ထားမြင့်မြတ်မှုနဲ့ပတ်သက်လာလို့ရှိရင်ရှင်သာရိပုတ္တရာမထေရဟာပင်ကိုယ်ကသဘောထားပျော့ပြောင်းပြီးတော့စိတ်နူးညံ့တဲ့ပုဂ္ဂိုလ်မျိုးပဲရှင်သာရိပုတ္တရာနဲ့ပတ်သက်ပြီးတော့ရှင်းတဲ့ဆရာလေးတွေအများကြီးရှိတယ်ရှင်သာရိပုတ္တရာဆိုတာအားလုံးသိကြတဲ့အတိုင်းဖျားပြီးရင်အကြီးဆုံးပဲအကြီးဆုံးဆိုတာပညာဉာဏ်အထက်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့ဒါတော့ပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဟာမာနဆိုတာတရွေးသားမှမရှိဘူးဒါပြောလိုက်ပဲယဟန္တာဆိုတာအရှင်ဘုရားဘယ်မာနရှိမလို့ပြောကောင်းပြောလိုက်ပဲသို့တော်ရှင်သာရိပုတ္တရာမှာမာနမရှိဘူးလို့ပြောတာအရေးအယောင်လေးတောင်မရှိဘူးပြောတာနော်ကျန်တဲ့ယဟန္တာပုဂ္ဂိုလ်တွေမှာဝါသနာဆိုတဲ့အရေးအယောင်လေးတွေကျန်သေးတယ်ရှင်ပိလိန်နာဝေဒသာလို့ဆိုရင်လူမြင်ဟဲ့ငရုံပါလို့ခေါ်တယ်သူဘယ်တော့မှချူချူသာသာမပြောတတ်ဘူးယဟန္တာပဲသူလဲရှင်မောက္ကလန်ဆိုလဲခက်ချမ်းချမ်းဆက်ဆံတတ်တယ်ယဟန္တာပဲတခါတော့ကယဟန်တစ်ပါးဟာဝိနိသိက္ခာဘုံအရာယဟန်ဘဝကဆုံးရှုံးနေတဲ့ယဟန်တစ်ပါးပါရာဇိကကြနေတဲ့ယဟန်တစ်ပါးတန်ဃာတွေကြားထဲမှာဝင်းထိုင်နေတယ်မြတ်စွာဘုရားကဩဝါဒပါဠိမောက်ပြမလို့ကြည့်လိုက်တော့ဒီပုဂ္ဂိုလ်ပါနေတာနဲ့မပြဘဲနေတယ်ဘယ်လောက်ထိအောင်ကြာအောင်ထိုင်နေရတော့ဆိုတညလုံးမိုးလင်းကန်နီးသွားတာပဲမိုးလင်းကနေကြတော့မှရှင်အနန္ဒာလျှောက်တယ်ရှင်ဘုရားမိုးလင်းတော့မယ်တဲ့ပါဠိမောက်ပြပါလို့ဆိုတော့အနန္ဒာပရိသတ်မစင်ကြယ်ဘူးလို့ဒီတစ်ခေါက်မဲ့ပြောတယ်ဗျာအဲ့ဒါလို့ပြောတော့ရှင်မောက္ကလန်ကကြည့်တယ်ဘယ်သူလဲဘုရားကဘယ်သူပြောတာလဲဆိုကြည့်တော့အဲ့ဒီငုတ်တုတ်ထိုင်းနေတဲ့ကိုတော်ကိုအဘိညာဉ်တကိုးနဲ့မြင်တာနဲ့တပြိုင်နက်ဝုန်းဝုန်းနဲ့ထသွားနော်ထသွားပြီးတော့ပခုံးလက်နဲ့တို့ပြီးကိုတော်ထွက်ဘုရားကကိုရောမြင်နေပြီမထဘူးဟုတ်ကောမထတဲ့ခါကျခုတ်ဆွဲထူနော်ခုတ်ဆွဲထူပြီးတော့တကားအပြင်ဘက်ကိုတွန်းထုတ်ပြီးတော့တကားကိုချက်ထိုးလိုက်တယ်အဲ့ဒီလိုရှင်မောက္ကလန်ကြတော့လုပ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကြတော့စိတ်သဘောထားအမတန်ပျော့ပြောင်းတဲ့အနေအထားတွေအများကြီးရှိတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ဟာအများနဲ့နေတဲ့နေရာမှာ
Yama Yanka, John like Gidima, Amyani Yada Akama, Matendora, she goes in and Tajamo, Hero and Jondo, Willu and Jondo, Sindaributra, Yaude Kama. Chaneboguriga, Piana do song and Dwabi Melu, Sindaributra, Tabare Chayete. Chanyipi, Katumiari song and Dwabi, so Johnny let Gide. Padre Gida Rosu, Taviasi Malaya, they are doing the legate. Ye Makaya, they will say, ye can't have it. Then anybody come with how go target as they target. The Cataly, Amyazu need any man, never gone to song of line and Gurodia, Jama changed it. Either you like Gide, Chilo Tweeby solution, Babset the Lamb baby, Passage and Murea song can be you love your jewelry. And I shall not go to a listen and loyal. Together, she not able to Matina, yes of Ya, Leia, Ega Dawaka, so. Tito Auchi the Indodi, Sama Bubus, Loma Ho, Say the Bora and Nimia de Suretio who Pobjada. The Karunga shall not able to Matina. A mandamated thing, Yanlaitaga, thing, Yantara, thing, only towns only at Twitcha. Going a Liga Lavia, Shivia thing, only now a Twitcha, Nivade, shout that come. Chilai the hold. Sindaibo Dramatinaga. Thing I will judge another Pien Yan Biro. Leo Lichi, okay, Yidava Vilalo. Piore. Pio Nimaga, which Sindaibo Dramatinaga Babioro. Dignima Conaneza, Dignima, thing I will let a Boko Gabe Chissy, do a champion, who take you passing a line of Ame. Hello, Yimyat say Tashi the lesser, Senaji. Digni kids and Yazuga, Damio Dabio, Shabashi, so they had the Tobian Kayama. How good? Shabashi Lona Yan Todi, Lebanon and Toka. I don't know if some, no? I shall not go to Adam Mogu, Kajamu, shall I go to Ramatina, say Tamia too. A shall I go to Ramatina, say Tamia Murin and Pate Viro. Turujanganima, Madari, Yamiazo Shiba, Tigani, Yodana, shall I go to Ramatina, Katana, the cook, Joe Longa. သူရဲ့စိတ်ထားဟာဘလောက်ကောင်းလဲဆိုတာကိုရှင်းလင်းဖော်ပြထားတဲ့သုတ်တန်တစ်ခုရှိတယ်အဲ့ဒါကိုသီဟနာရသုတ်လို့ခေါ်တယ်သီဟနာရဆိုတာသီဟဆိုတာတာမန်အားဖြင့်ရှင်လေးကိုခေါ်တယ်ရှင်လေးကိုသီဟလို့ခေါ်တယ်နာရဆိုတာဟိဟောက်တာရှင်လေးဆိုတဲ့အကောင်ကဟိပြီဆိုလို့ရှိရင် तू ကြောက်တာလို့တကောင်မှမရှိဘူး तू ကဘယ်သူမှမကြောက်ဘူးဟုတ်ကဲ့လားကြောက်ကြောက်ရွံ့ရွံ့နဲ့အတန်ထွက်တာရှင်လေးမှာတစ်ခါမရှိလူတွေကြတော့တစ်စေတည်းရဲ့တွေ့ရင်ကြောက်ကြောက်လန့်လန့်ပြောခြင်းပြောမယ်လူတွေရဲ့အတန်ကြတော့ကြောက်တဲ့အတန်ရှိတယ်မဟုတ်လားခွေးတွေဘာတွေလဲကြောက်တဲ့အတန်ရှိတာပဲကြောင်လည်းကြောက်တဲ့အတန်ရှိတာရှင်လေးမှာတော့ကြောက်တဲ့အတန်လုံးဝမရှိဘူးဒါကြောင့်မို့လို့ရှင်လေးကရဲတယ်လို့ပြောတာနော်သူ့မှာကြောက်ရွံ့တဲ့အတန်တစ်ခါမှမထွက်ဘူးအဲ့ဒါကိုတင်စားပြီးသီဟနာရဆိုတာမကြောက်မရွံ့ရဲရဲတောက်ပြောဆိုခြင်းလို့ဒီလိုအဓိပ္ပာယ်ပြောရတယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဒီသုတ်တံမှာပြဿနာတစ်ခုကျုံလာတဲ့အခါမှာမကြောက်မရွံ့ရဲရဲဝံ့တဲ့ပြောဆိုခဲ့တဲ့စကားတွေမှတ်သားကြည်ညိုစရာအလွန်တရာမှကောင်းပါတယ်ကြည်ညိုတယ်ဆိုတာကြည်ညိုရုံနဲ့မပြီးဘူးထိုပုဂ္ဂိုလ်မြတ်ကြီးတို့အတူယူပြီးတော့တို့လည်းလုံးသိတယ်ဆိုတဲ့အတွေးလေးနဲ့ကိုယ့်ကိုယ်ကိုလည်းတတ်တယ်များလေ့ကျင့်ပေးဖို့လိုအပ်တယ်လောကလူတွေကယဟန္တာဆိုရင်သွားဖူးကြတယ်ဘာအတွက်ဖူးတာလဲဆိုယဟန္တာဖူးလိုက်ရရင်ကုသိုလ်ရဒါတော့ပဲစဉ်းစားတာနော်ယဟန္တာဖူးလိုက်ရရင်ကုသိုလ်ရချို့ကယဟန္တာစီကတခုခုလေးရလိုက်ရင်စီးပွားတက်မယ်လို့လည်းထင်တယ်မျိုးစုံပေါ့လေလူဆိုတာသို့သောဒီယဟန္တာသူဘာကျင့်လို့ယဟန္တာဖြစ်သွားသလဲဆိုတာကြတော့သိပြီးတော့မစဉ်းစားဘူးတကယ်စဉ်းစားရမှာသူဘာကျင့်လို့ယဟန္တာဖြစ်တာလဲငါလည်းယဟန္တာဖြစ်ချင်လိုက်တာဆိုတဲ့အတွေးမလာဘူးအေးဒါကြောင့်မို့အကျင့်တရားဟာအမှန်တမ်းအဓိကကြပါတယ်
ခါတုန်းကသာဝတိပြည်မှာရှင်သာရိပုတ္တရာမြတ်ဝါဆိုတယ်မြတ်စွာဘုရားလည်းဝါဆိုတယ်ရှင်သာရိပုတ္တရာနဲ့အတူပညာဉာဏ်ကြီးမားကြတဲ့ပညာရေးလိုက်စားကြတဲ့တပည့်ပရိသတ်ကလည်း900လောက်ရှိတယ်ရှင်သာရိပုတ္တရာနဲ့အတူနေတဲ့ပုဂ္ဂိုလ်တိုင်းဟာပညာဘက်ကဒိဋ္ဌိချဲကြီးပဲရှင်မောက္ကလန်နဲ့အတူနေတဲ့ပုဂ္ဂိုလ်တွေကတကောဣတိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပဲလူဆိုတာစုရင်ဝါဒနာတူရာစုတယ်တဲ့ဟုတ်တယ်တရားပွဲသွားတဲ့အခါမှာလည်းပဲတရားဝါဒနာပါတဲ့လူတွေစုသွားကြတာပေါ့ဝါဒနာမပါတဲ့လူနဲ့တွဲလို့မှမရတာတယောက်ကပွဲသွားခြင်းနဲ့တယောက်ကတရားသွားတာခြင်းနဲ့ဘယ်လိုလုပ်တွဲမရဘူးမဟုတ်လားဒါမို့မြတ်စွာဘုရားကဓာတုသောဘိက္ခွေတတ္တသန္တနန္တိတတ္တဝါတွေဆိုတာစိတ်ဓာတ်ချင်းပေါင်းသင်းနေကြတာတူညီတဲ့စိတ်ဓာတ်တူမှပေါင်းလို့ရတာတဲ့အသွင်တူမှပေါင်းလို့ရတယ်လို့ပြောတာဝါဒနာတူတဲ့ပုဂ္ဂိုလ်တွေပေါင်းဆက်တာအဲ့တော့ရှင်သာရိပုတ္တရာရဲ့နောက်လိုက်တဲ့ပြည်တွေကလည်းရှင်သာရိပုတ္တရာလိုပဲအလေးနဲ့စဉ်းစားပြီးတော့အသိပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲရှင်မောက္ကလန်နဲ့အတူနေတဲ့ပုဂ္ဂိုလ်တွေကလည်းတကောဣတိပတ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေတကောအရာအင်မတန်မှထူးချွန်တဲ့ပုဂ္ဂိုလ်တွေဒီလိုနေကြတာအဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဝါကျွတ်တဲ့အခါကျတော့ရှင်းတော့ကရဟန်းတော်တွေကဝါတွင်းမှသာတဏှာတဲကိုကြာကြာနေကြတယ်ဝါကျွတ်ပြီဆိုတာနဲ့တပြိုင်နက်အလုံးတဏှာထဲမှာဝန်တုပ်ဝန်ပိုးမဖြစ်စေဖို့အကြောင်းတစ်ခုနောက်တစ်ခုကနယ်မှာနေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရကြပါစေဆိုပြီးတော့နယ်စုံလှည့်လည်ပြီးတော့သွားလာကြတယ်ရှင်းတော့ဒါကိုဒေသစာတွေလှိနေတယ်လို့ပြောတာနော်အခုခေတ်ဒေသစာတွေကတော့တစ်မျိုးပဲကြီးပဲချက်ကနော်ဗမာပြည်လဲဒေသစာတွေသွားကြတာပဲလူတွေပါတော့ဖျားဘူးထွက်တယ်ကြိုက်ထီယိုးတို့ပါတော့အဲ့လိုသွားတာပေါ့ဖျားဘူးဆိုပြီးပဲလို့တကယ်တော့ဖျားဘူးတာကနေပါလေနော်အဲ့တော့ယဟန္တာတွေယဟန်တွေကဒေသစာတွေကြွတယ်ဆိုတာရည်ရွယ်ချက်နဲ့ဝိလံတဲ့ဒေသတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေတရားနာခွင့်ရပါစေသံဃာတော်တွေကိုဖူးပြင်ခွင့်တမနာနိသဒသနာမင်္ဂလာဖြစ်ပါစေတရားဓမ္မတွေနိုင်ယူခွင့်ရပြီးတော့ထူးခြားတဲ့အသိဉာဏ်တွေရကြပါစေကုသိုလ်ကောင်းမှုတွေပြုခွင့်ရကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ခရီးဒေသစာတွေလှိလိကြတာအဲ့ဒီခေတ်ကအိန္ဒိယနိုင်ငံလုံးတစ်ခွင်မှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့တခါတည်းနှစ်ပါးတူတူကြွတယ်တခါတည်းတစ်ပါးတည်းကြွဒီနေ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဝါလာကျွတ်တော့ဘုရားစီသွားခွင့်ပန်တယ်အရှင်ဘုရားတဲ့ဝါလာကျွတ်ပြီတပည့်တော်ခရီးဒေသစာတွေကြွသွားကြပါတယ်ခွင့်ပြုတော်မူပါလို့ဘုရားစီလာပြီးတော့ခွင့်တောင်းပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကျောင်းတော်ကထွက်သွားတာသူ့နောက်ပါတပည့်တွေနဲ့ထွက်သွားပြီဆိုတဲ့အခါမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုသွားတိုင်တယ်ရှင်သာရိပုတ္တရာဘုရားတဲ့တပည့်တော်ကိုတိုက်ခိုက်ပြီးတော့နော်သူ့ကိုတိုက်မိသွားတော့ပေါ့လေမတော်တဆသူ့ခြေထောက်နဲ့ခတ်မိတယ်တို့ဘာလို့ပေါ့ဒီလိုတစ်ခုခုပေါ့ရှင်သာရိပုတ္တရာကသူ့ကိုခြေထောက်နဲ့ခတ်မိသွားပြီတပည့်တော်ကိုမတောင်းပန်ပဲနဲ့အခုခရီးထွက်သွားတယ်ဗမာလိုချက်ပြောရမယ်ဆိုဒီကိုယ်တော်မာနကြီးတယ်ငါတပည့်ကြီးဆိုပြီးတော့မင်းကိုငါကူးမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့တပည့်တော်ကိုစော်ကားမော်ကားလှုပ်သွားပါတယ်ဘုရားသွားတိုင်တာကိုယ်တော်ကပြဿနာဆိုတာလည်းရှိတတ်တယ်နော်အမှန်ကတော့မတော်တဆလေးတရက်သွားတာဖြစ်ပါလိမ့်မယ်ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့နားလေးကဖြတ်သွားတဲ့အခါကျမတော်တဆသင်္ကန်းစာကလေးကတိုက်မိတာဖြစ်ပါလိမ့်အဲ့ဒါလို့တိုက်မိသွားတာကိုရေးကြီးခွင်ကျယ်လုပ်ပြီးတော့သူ့ကိုမတောင်းပန်ပဲသွားရကောင်းလားဆိုဘုရားသွားတိုင်ဘုရားသွားတိုင်တော့မြတ်စွာဘုရားရဲ့ထုံးတမ်းစင်လာဘယ်တော့ပဲဖြစ်ဖြစ်ကာယကံရှင်ကိုခေါ်မေးပြီးမှလုပ်လို့ရှိတယ်ဘယ်တော့မှငါဘုရားပဲငါသိတယ်အမှန်ကန်ဆိုဘယ်တော့မှမဆုံးဖြတ်ဘူးဘုရားဒါလည်းအမတန်မှတ်သားစင်တာနော်ကာယကံရှင်ခေါ်မေးမယ်ဒီကောင်းပြီဆိုပြီးတော့ယဟန်တစ်ပါးကိုလွှတ်လိုက်တယ်သာရိပုတ္တရာကိုလိုက်ခေါ်စမ်း
ဆိုတော့ဟိုကဒီသစ္စာကြီးကြွတော့ပြင်မဲ့ထွက်သွားပြီကိုတော်လေးတစ်ပါးတုတ်နောက်ကလိုက်ပြီးတော့အရှင်ဘုရားဘုရားကရှင်ဘုရားကိုခေါ်နေတယ်ပြန်ကြွပါအောင်အဲ့မှာရှင်သာရိပုတ္တရာမထေရပြန်ရောက်တယ်ဘုရားရှိပြန်ရောက်လာတဲ့အခါမှာရှင်မောက္ကလန်တို့ရှင်အနန္ဒာတို့ကလည်းဟာအကြောင်းကိစ္စတော့ရှိပြီပေါ့ရှင်သာရိပုတ္တရာမထေရကိုဆွဆွဲမှုတွေဖြစ်နေပြီအဲ့တော့တို့တွေဘယ်လိုပြဿနာလဲဆိုတာကိုရှင်သာရိပုတ္တရာမထေရရဲ့ဒီပြဿနာကိုဖြေရှင်းကင်တွယ်ပုံကိုတို့နားထောင်ကြရအောင်ဆိုပြီးတော့ယဟန်တော်တွေကိုအကုန်လိုက်ခေါ်တယ်ကျောင်းတရားကိုတော်တို့ထွက်ကြရှင်သာရိပုတ္တရာမထေရကမြတ်စွာဘုရားကမေးတဲ့အခါမှာရဲရဲတင်းတင်းမှန်မှန်ကန်ကန်လျှောက်ထားတဲ့စကားတွေကြားကြရအောင်နားထောင်ကြရအောင်ကိုတော်တို့ထွက်ကြဆိုတကြောင်းလုံးကိုတော်တွေအဲ့ဒီမှာစုမိသွားတယ်ပေါ့ရှင်သာရိပုတ္တရာမထေရဘုရားရှင်ရောက်ရှိခိုးဝါချထိုင်းနေတဲ့အချိန်မြတ်စွာဘုရားကမေးတယ်သာရိပုတ္တရာတဲ့တရင်သုံးမော်ယဟန်တစ်ပါးကတင့်ကိုဆွတ်ဆွဲပြီးတော့ပြောနေတယ်သူ့ကိုတိုက်ခိုက်သွားပြီးတော့မတောင်းပန်ပဲနဲ့ဒေသစာရီထွက်သွားတယ်လို့ဆွဲချက်တင်ထားနေတယ်လာပြီးတော့တိုင်တန်းနေတယ်မြတ်စွာဘုရားကဟုတ်သလားလို့ရှင်သာရိပုတ္တရာအဲ့ဒါဟုတ်သလားလို့မေးလိုက်တော့ရှင်သာရိပုတ္တရာမထေရကပြန်လျှောက်တာအရှင်ဘုရားတဲ့ကာယကတတတိလို့ဆိုရဲကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိကွာနေတဲ့ပုဂ္ဂိုလ်မျိုးသားအဲ့ဒါလို့ဖြစ်မှာပါတဲ့တပည့်တော်ရဲ့ခန္ဓာကိုယ်မှာအမြဲတမ်းတတိကပ်နေတာဖြစ်တဲ့အတွက်ကြောင့်တရင်သုံးဖို့ပုဂ္ဂိုလ်တူကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့သွားတယ်ဆိုတာမဖြစ်နိုင်ပါဘူးပေါ့ဆိုလိုတာသူမဟုတ်ပါဘူးပေါ့နော်ပြောပြီးတော့ရှင်သာရိပုတ္တရာမထေရကသူ့ရဲ့စိတ်ဓာတ်တွေကိုဘယ်လိုပြောလို့ဆိုအရှင်ဘုရားတဲ့တပည့်တော်ဟာပထဝီသမစိတ်ဓာတ်မြေကြီးနဲ့အလားတရံတူတဲ့စိတ်နဲ့နေပါတယ်တပည့်တော်ရဲ့စိတ်ထားဟာမြေကြီးနဲ့အလားတရံတူပါမြေကြီးပေါ်ကိုလူတွေကယွန်စရာတွေလည်းချကြတာယွန်စရာတွေလည်းတင်ကြတာနော်မြေကြီးပေါ်ကိုကျင်ကြီးစွန့်တယ်ကျင်ငယ်စွန့်တယ်အမျိုးစုံလုပ်ကြတယ်တူးကြတယ်ဆွကြတယ်မြေကြီးဆိုလို့ရှိရင်ဘယ်သူမှဂရုမစိုက်ဘူးအညစ်အကြေးမှန်သမျှမြေကြီးပေါ်ပုံတယ်ဘယ်လိုလုပ်မြေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ပြီးတော့တုံ့ပြန်တာများရှိလားတပည့်တော်ရဲ့စိတ်ထားဟာလည်းပဲအဲ့လိုသူများအပေါ်မှာကိုယ့်ပေါ်မှာစော်ကားသည်ဖြစ်စေမစော်ကားသည်ဖြစ်စေတုံ့ပြန်မှုမရှိပါဘူးဗျာတဲ့ပထဝီသမစိတ်ဓာတ်အင်မတန်မှရန်ကင်းပြီးတော့တည်ငြိမ်တဲ့စိတ်ဓာတ်တပည့်တော်ထားပါတယ်ဟောဒီဥပမာနဲ့တစ်ခါဟောဆက်ပြီးတော့လျှောက်တယ်ရှင်သာရိပုတ္တရာမထေရကအချက်6ချက်နဲ့ဆက်ပြီးတော့လျှောက်တပည့်တော်ရဲ့စိတ်ဓာတ်ဟာအာဘောသမရေနဲ့အလားတူတဲ့စိတ်ဓာတ်မျိုးတပည့်တော်မွေးပါတယ်တဲ့ရေဆိုတာဟာကောင်းတာကိုလည်းဆေးကြောဖျားပန်းအိုးတို့နော်ဖျားပန်းတင်တဲ့ဖန်ခွက်တို့ကောင်းတာလေးတွေဆေးတာလည်းရေနဲ့ပဲဆေးတာကိုတွိုင်းလက်ထဲဝင်ပြီးတော့မကောင်းတာဆေးတာလည်းရေနဲ့ပဲဆေးတာကောင်းတာလည်းဆေးလည်းရေပဲမကောင်းတာဆေးလည်းရေပဲသို့သောရေကကောင်းတာလေးဆေးတော့ကတော့တပြုံမျိုးမကောင်းတာဆေးတဲ့အခါကျတော့မဲ့သွားသလားလို့ဆိုမမဲ့ပါဘူးရေဟာကောင်းတာဆိုးတာနဲ့ကြုံတွေ့ပြီမဲ့လို့အပြောင်းအလဲမရှိသလိုတပည့်တော်ရဲ့စိတ်ဓာတ်ဟာကိုယ့်ပေါ်မှာစော်ကားသည်ဖြစ်စေချီးမွမ်းသည်ဖြစ်စေပြောင်းလဲမှုမရှိပါဘူးတဲ့အဲ့ဒီအာဘောသမစိတ်ဓာတ်နဲ့တပည့်တော်ဟာကျင့်သုံးနေထိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့တရင်သုံးဖို့တယောက်ကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့ထွက်သွားတယ်ဆိုတော့မဖြစ်နိုင်ပါဘူးမဟုတ်ပါဘူးလို့ရှောက်နောက်တပည့်တော်ရဲ့စိတ်ဓာတ်ဟာတေဇောသမမီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်ပါတဲ့မီးနဲ့အလားတရံတူတာဆိုတာမီးဟာကောင်းတာလဲလောင်တာပဲမကောင်းတာလဲလောင်တာပဲမီးတွေကိုယွန်စရာထည့်လို့မီးဟာဟေ့ယွန်စရာကြီးငါမလောင်ဘူးလို့ပြောပါမလားပန်းကလေးထည့်လို့လောင်ပန်းလေးကတော့လှတယ်ဆိုပြီးတော့မီးကလောင်ပေမဲ့မစင်ထည့်တဲ့အခါကျတော့ယွန်စရာကြီးဆိုမလောင်မဲနေပါမလားအေးကောင်းတာလဲလောင်တယ်မကောင်းတာလဲလောင်တယ်ယွန်စရာလဲလောင်တယ်ယွန်စရာမဟုတ်တာလဲလောင်တယ်
မိမှာခွဲခြားဆက်ဆံတာမရှိဘူးတဲ့အဲ့ဒါတော့ပဲတပည့်တော်ရဲ့စိတ်ဟာတေဇောသမမိများလည်းပဲခွဲခြားဆက်ဆံမှုမရှိပါဘူးလို့ဒီလိုလျှောက်နောက်တပည့်တော်စိတ်ဟာဝါယောသမလေနဲ့အလားတန်တူရတယ်တဲ့လေဆိုတာကောင်းတာကိုလေဝိကြိုင်တဲ့အနံလေးကိုလေတိုက်သွားတာပဲဟိုးနန်းစော်တဲ့အပုပ်နံကြီးတွေရောတိုက်မလာဘူးလားဝိကြိုင်တဲ့အနံကလေးတိုက်တယ်လို့ပဲနန်းစော်တဲ့ခွေးသိပ်ဘုံနံအနံမျိုးတွေလည်းပဲတိုက်လာတာပဲငပိဘုံအနံလည်းတိုက်လာတာပဲဒွင်းသီးနံလည်းတိုက်လာတာပဲဟုတ်ကဲ့ဒါကြီးကတော့နံလို့ဆိုပြီးတော့သူချမ်းမထားခဲ့ဘူးပေါ့အဲ့ဒါလိုပဲတပည့်တော်စိတ်ဓာတ်ဟာကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်တုံလုံးမှုပြောင်းလဲမှုမရှိတဲ့ဝါယောသမစိတ်ဓာတ်မျိုးဖြစ်ပါတယ်ဗျာအဲ့ဒီလိုနေကျင့်သုံးနေထိုင်တာပါလို့လျှောက်တယ်အေးတန်ဃာတွေကလည်းတိတ်ပြီးတော့နားထောင်ရှင်သာရိပုတ္တရာမထေရသူ့ကိုယ်သူနှိမ့်ချပြီးတော့လျှောက်နေတာနော်သတင်းသုံးဖို့တူကိုစော်ကားဖို့ဆိုတာမဖြစ်နိုင်သူ့စိတ်ဟာအဲ့လောက်ထိအောင်စိတ်ထားမြင့်မြတ်တယ်ဆိုတာကိုလျှောက်တယ်နောက်တစ်ခုကျတော့ဘာလျှောက်တုံးဆိုရင်တပည့်တော်ရဲ့စိတ်ဟာဘာနဲ့အလားတန်တူတုံးဆိုလို့ရှိရင်ခြေတုပ်ပစိုးနဲ့အလားတန်တူပါတယ်ဗျာခြေတုပ်ဘဝခြေတုပ်ဘဝဆိုတာကောင်းတာဘယ်သူတုပ်မလဲခြေတော့မှပေးလာတဲ့အရာတွေမှန်သမျှခြေတုပ်ဘဝနဲ့တုပ်ကြတယ်မဟုတ်လားညနေတုပ်ဘဝပြောတာမဟုတ်ဘူးခြေတုပ်ဘဝနော်ကဲတကယ်ကိုဖျားပြီးလို့ရှိရင်ပညာဉာဏ်အထက်မြတ်ဆုံးပုဂ္ဂိုလ်ကသူ့ကိုယ်သူခြေတုပ်ပစိုးလောက်ပဲစိတ်ဓာတ်ဟာအဲ့လောက်ထိအောင်နှိမ့်ချထားတယ်ဆိုအဲ့ဒီလိုနှိုင်းရှင်ပြီးတော့ပြောတဲ့အခါမှာပုရုဇဉ်ယဟန်တွေကမျက်ရည်ပေါက်ပေါက်ချကြတယ်ရှင်သာရိပုတ္တရာဒီလောက်ဂုဏ်ကြီးတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုယ်သူခြေတုပ်ပစိုးလို့ဆိုတော့မာနတရားဘယ်လောက်နှိမ့်ချတယ်ဟုတ်လားတာမန်ပုဂ္ဂိုလ်တွေကအဲ့ဒီလောက်ထိအောင်မနှိမ့်နိုင်ဘူးနော်ငါဆိုတဲ့မာနဒီတာမန်ပုဂ္ဂိုလ်မပြောနဲ့တရောင်းစားကတော့အဲ့လောက်မနှိမ့်ဘူးနှိမ့်ရလားနှိမ့်ပါဘူးတရောင်းစားခေါ်ပြီးတော့အလုပ်လုပ်ခိုင်းမလုပ်ဘူးငါတရောင်းစားမင်းပေးတဲ့ငွေလေးလောက်တော့ခယူးမဆိုင်ဘူးဟုတ်လားတရောင်းစားလားတောင်းမစားနဲ့ဒီနာတပြည့်စည်းတွေလှဲပြီးတော့ရှင်ငါပတ်စံ90ပေးမယ်ဆိုဟုတ်မလုပ်ဘူးတရောင်းစားရဲ့မာနဒီ90လောက်များအရေးမကြီးဘူးအရေးမပါမင်းပေးမဲ့ငွေ90ခယူးမဆိုင်တောင်းလိုက်ရင်ဒီတဲ့ရဟုတ်ကဲ့အဲ့တော့ရှင်သာရိပုတ္တရာမထေရသူ့စိတ်ကိုသူနှိမ့်ချလိုက်တာရဇောဟရဏမြုံမုံတွေကိုတုတ်လိမ့်ရတဲ့အညစ်အကြေးတွေကိုတုတ်ပစ်တယ်ခြေတုပ်ပစိုးခဲ့သူသူ့စိတ်ထဲမှာဒီလိုပဲထားပါတယ်တဲ့ဘယ်သူ့ပေါ်မှာမောက်မာမဆက်ဆံပါဘူးဒီလိုဟောတယ်အေးပုရုဇဉ်ယဟန်တွေမှာဝမ်းနဲ့ကြည်ကွဲမှုဒီအတန်ကြားတဲ့အခါမှာဖြစ်ကြတယ်နောက်တစ်ခုကဘယ်လောက်တော့တပည့်တော်ရဲ့စိတ်ဓာတ်ဟာအများပေါ်မှာဘယ်လောက်ထိအောင်နှိမ့်ချထားတုံးလို့ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာစန္ဒာလဆိုတဲ့အမျိုးရှိတယ်ဗမာလိုပြန်တော့ဒွန်းစန္ဒာမျိုးလို့ခေါ်တာပေါ့တရောင်းစားကဲပါမျိုးပေါ့အင်မတန်မှအောက်တန်းကြတဲ့အောက်ကတ်လို့ခေါ်စန်းနေနေဒီကနေ့ထိအောင်အိန္ဒိယနိုင်ငံမှာစန်းနေနေဟာအနှိမ်ခံရတာရှိတယ်ပေါ့စန်းနေနေဘုန်းကြီးတို့အိန္ဒိယသွားတော့ကအတွေ့အကြုံလေးတစ်ခုပြောပြစန်းနေနေဟာစမ်းမြင့်နေရဲ့အနိုင်ကျင့်မှုအများရန်ခံရအိန္ဒိယသွားတော့ဗာရာဏသီမှာ BHU Hindu ဗာရာဏသီ Hindu University ကိုအတူကောက်ခါတော့ BHU လို့ခေါ်တယ် BHU အဲ့ဒီတက္ကသိုလ်ကြီးကိုသွားပြီးတော့ပြန်လာတဲ့အခါကျတော့အိန္ဒိယမှာရှိတဲ့သုံးဘင်းကားလေးကိုစီးလာနှစ်ပါးတူလို့အဲ့တော့သုံးဘင်းကားမှာနောက်ထပ်ထိုင်ကုန်နှစ်ခုပိုးနေသေးတယ်လမ်းရောက်တဲ့အခါကျတော့ကျောင်းသား2ယောက်တက်လာကျောင်းသား2ယောက်တက်လာပြီးတော့အဲ့ကားပေါ်မှာတူတူစီးပြီးတော့သူတို့ဆင်းမဲ့နေရာရောက်တော့ဘုန်းကြီးတို့မဆင်းခင်ပဲသူတို့နေရာရောက်တော့ဆင်းကြတယ်ပေါ့ဆင်းတဲ့အခါမှာပတ်စံပေးမသွားဘူးဒီတိုင်းခတ်တီတီဆင်းသွားတယ်အဲ့သုံးမင်းကားမောင်းတဲ့ဒရိုင်ဘာကစနေပြောလိုက်တောင်းပတ်စံပေးဖို့ပြောတယ်ဟိုကောင်လေးကမျက်စောင်းတစ်ချက်ထိုးကြည့်သွားဘာမှပြောရတော့ဆက်မောင်းသွားရှင်နော်မျက်စောင်းကလေးတစ်ချက်ပဲထိုးလိုက်တာ
ပတ်စံမတောင်းရဲဘူးအဲ့ဒါဇာမြင့်နဲ့ဇန်တိတ်မေးကြည့်လိုက်တော့ဟာဒီကောင်တွေကဘာလို့မပေးတာသူတို့ကဇာမြင့်နေတဲ့ဇာမြင့်နဲ့ဇန်တိတ်ဆိုမရှင်းရဘူးဒီကနေ့ထိကြောက်ကြတော့အဲ့လိုအဲ့တော့စန္ဒာလဆိုတာအင်မတန်မှအပေခံဘဝမှာမွေးလာကြတဲ့ပုဂ္ဂိုလ်တွေပေါ့အိန္ဒိယမှာဆိုဘယ်သူတွေကမှအဖက်မလုပ်သူတို့ကိုလေတင်ကလည်းသွားလို့မရဘူးသူတို့နဲ့အန်တချေပေါလို့ခေါ်တယ်သူတို့ကိုမထိရအောင်စမ်းနေလို့ထိရင်လူတွေကတဏှတယ်ပေါ့အဲဒါကြောင့်အန်တချေပေါလူချင်းတောင်မှနော်မထိရဘူးဆိုတဲ့လူတွေရှိသေးတယ်အဲ့ဒီစန္ဒာလသူတို့သားနဲ့စန္ဒာလသူတို့သမီးဟာအဝတ်စုပ်ကလေးဝတ်ပြီးတော့ခွက်ကလေးနဲ့ထမင်းလေတောင်းတဲ့အခါကျတော့ဘယ်လိုစိတ်ဓာတ်နဲ့တောင်းမလို့သူတို့စိတ်ဟာအစွမ်းကုန်နှိမ့်ချထားတဲ့စိတ်ပဲဖြစ်မှာပေါ့ဟုတ်တယ်မဟုတ်လားညနေချိုလေးသွေးပြီးတော့အစွမ်းကုန်နှိမ့်ချထားတဲ့မာမနဆိုတာလုံးဝမရှိဘူးရှိအကျဉ်းချင်းခိုးပြီးတော့ကြော့ပြီးတော့ဘယ်သူပေါ်မှာမာမနမထားရဘူးထမင်းလေးတစ်လုံးစားဖို့ရအတွက်ရိုဒီလေးတစ်ချက်ရဖို့ရအတွက်လိုက်ပြီးအဲ့လိုတောင်းတပည့်တော်လည်းပဲအဲ့ဒီလိုစန္ဒာလသူငယ်စန္ဒာလသူငယ်မတွေရဲ့စိတ်ဓာတ်အတိုင်းပါပဲတဲ့တပည့်တော်စိတ်ကိုအမြဲတမ်းနှိမ့်ချထားပါတယ်ဟောဒိဋ္ဌိကျဲပညာရှိကြီးကပြောတာနော်အေးသူတော့ပညာမရှိတဲ့ပုဂ္ဂိုလ်တွေကထောင်လုပ်တယ်ထောင်လုပ်တယ်အဲ့ဒါကိုဥပမာပေးတဲ့အခါကျတော့လေခွင်းထဲကိုသွားကြည့်စဘာပင်တွေစိုက်ထားတယ်စဘာပင်တွေစိုက်တော့စဘာအသီးစဘာသီးတွေတီးလာတဲ့အခါမှာစဘာအသီးထဲမှာစဘာသီးတွေထဲမှာအဆံမပါတဲ့အသီးတွေကထောင်လုပ်တယ်အထဲထဲကအဆံပြေးလာတဲ့ဟာတွေကအကုန်ငိုက်ကြကုန်ဟုတ်ကဲ့ရှင်သာရိပုတ္တရာကလည်းဘာဖြစ်လို့တလောက်နှိမ့်ချတာတော့ဆိုအဆံပြေးလို့နှိမ့်ချတာထောင်လုပ်တဲ့လူကအဲ့ဒါအဆံမရှိလို့ထောင်လို့ရတာကြားလားအေးမာနဆိုတာလုံးဝမရှိဘူးတဲ့သူစိတ်ဟာအမြဲတမ်းနိစ္စစိတ်ဓာတ်အများပေါ်မှာမာနမထားဘဲနဲ့အလွန်နှိမ့်ချတဲ့စိတ်ထားပါတယ်ဆိုတာကိုရှောက်ယဟန်နေစိတ်မကောင်းဖြစ်ကြတယ်ပုထုဇဉ်တွေမျက်ရည်မစီနိုင်ကြဘူးဘာဖြစ်လို့လဲဆိုဖျားပြီးရင်အကြီးဆုံးအက္ခသဝကကြီးကဒီစကားတွေကိုရှောက်နေတာနော်တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာအနိတ္တရာရှိတဲ့အရာတွေကလေးတာပဲအနိတ္တရာမရှိတဲ့အရာတွေကပေါ့တာပဲကျက်စုပင်တို့ဆိုလို့ရှိရင်လည်းဟုတ်လားအထက်ကအခေါင်ကျူပင်တို့ဆိုလည်းအခေါင်သို့တော့ကျူပင်ကလည်းထောင်လောက်တာပဲဒါမို့စာပေကျမ်းဂန်မှာအုံနလကျူပင်ဟာအထက်ကိုထောင်းနေတယ်လို့ပဲတဲ့မာနကြီးတဲ့ပုဂ္ဂိုလ်ကအထဲထဲတော့ကြည့်လိုက်ရင်ဘာမှမရှိဘူးသို့တော့ထောင်းသိလို့တဲ့မာနတရားရဲ့တဘာဝတွေကိုထင်ရှားအောင်စာပေကျမ်းဂန်မှာဒီလိုဆိုတာနောက်ရှင်သာရိပုတ္တရာပဋိမြတ်ကဘာပြောလို့ဆိုတပည့်တော်ရဲ့စိတ်ဓာတ်ဟာတဲ့ကြိုးနေတဲ့နွားလာဥဒ္ဒပစိတ်ဓာတ်လိုပါပဲနွားလာဥဒ္ဒပဆိုတာမြန်မာပြည်မှာတော့ဒီနွားတွေရဲ့အဓိပ္ပာယ်အကုန်သိချင်မှသိမှာပေါ့နော်အိန္ဒိယနိုင်ငံရောက်မှုတဲ့ပုဂ္ဂိုလ်တွေတော့တွေ့လိမ့်မယ်နွားတွေလမ်းပေါ်မှာလွတ်ထားတာတွေအများကြီးပဲပေါ့နွားကိုတတ်စားတာလည်းမရှိဘူးနွားလာဥဒ္ဒပဆိုတာသူကအိန္ဒိယမှာကိုးကွယ်ပြီးတော့အရေးပေးထားတဲ့နွားကြီးတွေဂျိုကြီးတွေအလှပဆင်တာအေးဂျိုကျိုးသွားတဲ့နွားလာဥဒ္ဒပကြီးတွေအသက်အရွယ်ကြီးသွားလို့ဂျိုလဲကျိုးသွားပြီဆိုလို့ရှိရင်ဘယ်သူကိုမှအန္တရာယ်မပေးဘူးသူတို့ကဈေးတယ်တို့လူကြားတယ်တို့ဒီလိုလျှောက်သွားတာဘယ်သူမှအန္တရာယ်မပေးဘူးအဲ့ဒီနွားလာဥဒ္ဒပဂျိုကျိုးသောနွားဆိုဂျိုကျိုးနေသည့်အတွက်ကြောင့်ဘယ်သူမှအန္တရာယ်မပေးဘဲနဲ့အလုံးကိုနှိမ့်ချပြီးတော့အရှုံးပေးနေတယ်တပည့်တော်ရဲ့စိတ်ဓာတ်ဟာလည်းပဲအဲ့ဒီတိုင်းပါပဲတဲ့ဘယ်သူကမှအန္တရာယ်ပြုတာလေမာမနာနဲ့တုံ့ပြန်မှုဆိုတာမရှိပါဘူးအလုံးကိုနှိမ့်ချထားပါတယ်လို့မြတ်စွာရှင်သာရိပုတ္တရာကဒီလိုလျှောက်နောက်ဘာလျှောက်တုံးဆိုတော့
ငယ်ငယ်ရွယ်ရွယ်အမျိုးသားအမျိုးသမီးတွေလူငယ်လူရွယ်ဆိုတာရေမိုးချိုးပြီးဖိလိန်ပြင်ဆင်လို့လှလှပပနေချင်တာပေါ့ရေမိုးချိုးဖိလိန်ပြင်ဆင်ထားတဲ့လူငယ်လူရွယ်ရဲ့လက်ဘင်းမှာခွေးသိကောင်ပုတ်ကိုဆွဲပေးလိုက်ဘယ်နဲ့နေပါ့အမတန်မှဒုက္ခမရောက်ပေဘူးလားလက်ဘင်းမှာဆွဲချိတ်ပေးလိုက်တဲ့ခွေးသိကောင်ပုတ်ကြီးကိုသူဓာကြီးကိုဖြုတ်ပစ်ဖို့ဘလောက်သူ့စိတ်ထဲမှာဖြစ်မလဲရှင်သာရိပုတ္တရာမထေရမြတ်ကလျှောက်တယ်တဲ့ဟောဒီတပည့်တော်ရဲ့ခန္ဓာကိုယ်ကြီးဟာခွေးသိကောင်ပုတ်ကြီးလက်ဘင်းချိတ်ထားရတယ်လို့ပဲတပည့်တော်ဟာဓာကြီးကိုအမတန်မှဆက်ဆုပ်ယုံမှမှုနေပါတယ်ခုသူခန္ဓာကိုယ်ပြောတာနော်အမတန်မှအပုပ်အစတ်တွေနဲ့ပြည့်နေတဲ့ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာသူဟာညှိငွေ့နေပါတယ်ခုနကလူငယ်လူရွယ်ဖိလိန်ပြင်ဆင်ရေမိုးချိုးထားတော့ခွေးသိကောင်ပုတ်ကြီးကိုယွန်းတယ်လို့ပဲသူဟာလည်းသူခန္ဓာကိုယ်ကြီးကိုယွန်းနေပါတယ်လို့ပြောတာနော်အဲ့ဒါလို့မယွန်းတဲ့ပုဂ္ဂိုလ်တွေကတော့အလှပြင်နေတာပေါ့ဗျာဟောရှင်သာရိပုတ္တရာမထေရကဒါကိုယွန်းပါတယ်တဲ့ဟောနောက်ဆုံးပြောလိုက်တဲ့စကားဘာလဲလို့ဆိုတပည့်တော်စိတ်ထဲမှာတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုဆောင်းထားရတာမေတကထာလိကအစီအိုးကြီးဝက်စီတို့ဘာတို့အစီတွေထည့်ထားပြီးအစီတွေရိုးအောင်အဲ့ဒီအိုးမှာအပေါက်တွေဖောက်တာအသားတွေအဲ့ဒီထည့်တဲ့အခါကျတော့အစီတွေကယိုထွက်တယ်အပေါက်ကလေးတွေကအစီစစ်တဲ့အိုးမျိုးပေါ့နော်အဲ့ဒီအစီစစ်တဲ့အိုးထဲမှာအသားထည့်ထားလို့ရှိရင်ဟိုပေါက်ကအစီတွေယိုထွက်ဒီပေါက်ကအစီတွေယိုထွက်အဲ့ဒီအိုးကြီးကိုရွက်ထားရတဲ့ပုဂ္ဂိုလ်ဟာအစီတရွှဲရွှဲဖြစ်နေမှာပေါ့တကူလုံးညင်ပြီးအဲ့တော့တပည့်တော်လည်းပဲဟောဒီခန္ဓာကိုယ်ကြီးကိုရထားတာအဲ့ဒီအစီအိုးကြီးကိုရွက်ထားရတယ်လို့ပါပဲတဲ့ဟုတ်တာပေါ့လူတွေရဲ့ခန္ဓာကိုယ်ကစားလိုက်တော့တစ်ပေါက်ထဲကဝင်လာတာထွက်တော့9ပေါက်ကထွက်နော်စားလိုက်တော့ကောင်းပြီနော်ဟေးယုံမုံနေနိုင်ငံခတ်မချိုးချိုးအောင်ဟင်းနေကောင်းပြီဆိုတာတွေစားဘာကင်ညာကင်ဆိုတာတွေရောနော်အဲ့ဒါလို့စားတော့ကတစ်ပေါက်ထဲကစားလိုက်ထွက်လာတဲ့အခါကျတော့မျက်စိကလည်းထွက်တယ်နားကလည်းထွက်တယ်နှာခေါင်းကလည်းထွက်တယ်ပါးစပ်ကလည်းထွက်တယ်အပေါက်ရှိသမျှအကုန်ထွက်ကိုယ်ပေါက်တော်ကအမာဝါကနေပြီးတော့အကုန်ထွက်လာတဲ့အခါကျတော့စားတော့ကဝင်သွားတာကောင်းသလောက်ပဲထွက်လာတဲ့အခါကျတော့အမတန်မှနန်းစော်တယ်ဟုတ်ရဲ့လားမနန်းစော်ဘူးဆိုလို့ချင်းတွိုင်းလက်တို့အိမ်သာတို့ပဲလို့မလဲအထက်ကရာဝိသုဒ္ဓိမေအထက်ကရာကြီးမှာရေးထားတာနော်လူတွေကစားတော့ကတော့တဲ့ဝိုင်းဖွဲ့ပြီးတော့ပြောပြောပါပါစားတယ်တဲ့အဲ့ဒီစားထားတဲ့အစာတွေကိုထုတ်ပြတဲ့အခါကျတော့တယောက်တည်းတိတ်တိတ်ကလေးပုံချက်ချပြီးတော့ထုတ်တယ်တဲ့ဒါတွေးကြည့်လေတွေးကြည့်စရာမလိုပါဘူးသိတာအဲ့ဒါလို့မေတကထာလိကအစီအိုးကြီးရွက်ထားရတယ်လို့ခန္ဓာကိုယ်ကလည်းပဲဟိုအပေါက်ကယိုထွက်ဒီအပေါက်ကယိုထွက်နေအဲ့ဒါလို့စိတ်ဖြစ်เสียအလွန်ကောင်းတယ်ပိတ်ထားလို့လည်းရတာမှမဟုတ်တာဟုတ်ကဲ့လားပိတ်ထားလို့မရဘူးကိုယ်ပေါက်တော်ကအမာဝါထွက်လာတာတွေကလည်းအမတန်မှဆွဆွဆရာတွေကြီးပဲထွက်တယ်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုတပည့်တော်ညီးငွေလှပါတယ်ဗျာအဲ့ဒီခန္ဓာကိုယ်ကြီးရဲ့ညီးငွေမှုညီးငွေเสียကောင်းတဲ့အချက်ကာယကတာကတတိပွားထားလို့သိတာနော်ခန္ဓာကိုယ်ကြီးရဲ့အနေအထားကိုအမြဲတမ်းတပည့်တော်တတိကပ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့အဲ့ဒါလို့တတိထားနေတဲ့ပုဂ္ဂိုလ်တယောက်ကသတင်းသုံးဖို့တူတယောက်ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာမတောင်းပန်မဲနဲ့ခရီးတည်စာကြီးထွက်သွားတယ်ဆိုတာမဖြစ်နိုင်ပါဘူးခင်ဗျာလို့ဒီလိုဥပမာ၉ချက်နဲ့ရှင်သာရိပုတ္တရာမထေရမြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါကျတော့ဘာဖြစ်တုံးဆိုတော့ဟိုဆွဆွဲတဲ့ကိုယ်တော်ဒုက္ခရောက်ဆွဆွဲတဲ့ကိုယ်တော်တခါတည်းတကူလုံးပူးထူပြီးတော့သူကတော့မဟုတ်ဘူးရှင်သာရိပုတ္တရာကသူ့ကိုနှုတ်ဆက်သွားစေချင်တာတဲ့ရှင်သာရိပုတ္တရာကသူ့ကိုနှုတ်မဆက်လို့သူကမကျေနပ်တာဆိုလိုတာကခုခေတ်လည်းရှိတာပဲလူကြီးကကိုယ့်ကိုဦးစားပေးတာကြိုက်တယ်ဦးစားမပေးရင်သူ့ကိုအရေးမလုပ်ဘူးဆိုပြီးတော့အဲ့ဒါလိုလုပ်တဲ့သဘောအဲ့ဒီကိုယ်တော်ကသူ့ကိုနှုတ်မဆက်လို့ဆိုပြီးတော့ရှင်သာရိပုတ္တရာဘုရားတိုင်တာ
အဲ့ဒီမှာဒီလိုရှင်သာရိပုတ္တရာကလျှောက်ထားတဲ့အခါမှာသူ့တကူလုံးပူးထူပြီးတော့ဘုရားကိုထားပြီးတော့တောင်းပန်နေရှင်ဘုရားတပည့်တော်မဟုတ်မတရားတွေဆွဆွဲမိပါပြီဆိုပြီးတော့ဘုရားလျှောက်တော့မြတ်စွာဘုရားကအေးကိုယ့်အပြစ်ကိုမြင်ပြီးတော့တရားနိလန်းအတိုင်းကုစားတာမှန်တယ်ကုစားပြီးတော့နောင်ကိုဒါမျိုးမဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားကသာရိပုတ္တရာတဲ့ဒီအသိဉာဏ်မရှိတဲ့ယဟန်မောဂပုရိသဘာမှတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်သိခံလိုက်ပါလို့ဆိုရှင်သာရိပုတ္တရာမထေရကတောင်းပန်တယ်အရှင်ဘုရားတပည့်တော်ပေါ်မှာအပြည့်ရှိရင်ခွင့်လွတ်ပါတပည့်တော်ကလည်းရှင်ဘုရားပေါ်ခွင့်လွတ်ပါတယ်လို့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကသာမတောင်းပန်မဲနဲ့နေမယ်ဆိုရင်ဒီကိုယ်တော်ကောင်းဟာခုနှစ်စိတ်ကွဲသွားနိုင်တယ်ပေါ့ဟုတ်ကဲ့ဘာကြောင့်ခုနှစ်စိတ်ကွဲတာဆိုတာတော့မပါဘူးပေါ့သို့တော်လည်းပဲကြည့်မယ်ဆိုလို့ရှိရင်နော်သူဟာစိတ်သောကတွေအကြီးကျယ်ရောက်ပြီးတော့အုံနောက်သွေးကြောပြတ်သွားတာလည်းဖြစ်ချင်းဖြစ်ပါပေါ့နော်အဲ့ဒါလို့ဒုက္ခတွေရောက်သွားလိမ့်မယ်ရှင်သာရိပုတ္တရာကတောင်းပန်ပေးလိုက်တယ်အဲ့ဒီကြတော့မှအားလုံးဟာပြင်းငိမ့်ပြီးတော့ဒီကိုယ်တော်ရဲ့မဟုတ်မှလှုပ်ဆက်ထွင်ပြီးတော့ရှင်သာရိပုတ္တရာကိုဆွဆွဲပြောဆိုတယ်ဆိုတာလည်းပေါ်လွင်ပြီးတော့သွားတယ်အဲ့ဒါဟာရှင်သာရိပုတ္တရာမထေရမြတ်စိတ်ထားမြင့်မြတ်သူဖြစ်ပါတယ်ပေါ့အဲ့ဒီလိုအများပေါ်မှာသဘောထားနိုင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားမျိုးကသာလေမြင့်မြတ်တဲ့စိတ်ထားအဲ့ဒီစိတ်ထားမျိုးရှိသူကသာလေစိတ်ထားမြင့်မြတ်သူလို့ဖြစ်မှာဒါကြောင့်မို့ဘုန်းကြီးတို့တွေစိတ်ထားမြင့်မြတ်သူဖြစ်အောင်ကာကတသတိကမ္မထံကိုသေချာစွာကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဆင့်သို့ရောက်သွားအောင်ကျင့်ကြံကြိုးကုပ်အားထုတ်ကြပါစို့အားထုတ်နိုင်ကြပါစေကုန်သတည်းကမေတ္တာပို့ရအောင်တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဝေပုစာညစ်နောက်ကိလေသာအစယတောဟုသမျှတို့သည်သမုဒ္ဒပိဉ္စဘက်တွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတိန်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်သည်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း